အာသနာတော်နှစ်2563နှစ်ကောဇာတက္ကရာ1380ခုနှစ်တရင်းညလာပြီကျော်6ရက်2019ခုနှစ်အောက်တိုဘာလ19ရက်စနေနေ့မန္တလေးဒေသကြီးချိုင်းသာသမြို့နယ်မဟာလောကရန်တိအိန္ဒိယဇီတော်မြတ်ကြီးဘုံတွင်ရှိရှရဏဂရ14ခန်းဓမ္မယုံဓမ္မဗိမာန်တော်ကြီးတွင်ဆင်းကျင်းပပြုလုပ်အပ်သည့်ဓမ္မပါရမီတရားစာအုပ်တရား DVD အခမဲ့ငှားရမ်းခြင်းနှင့်ပုံစံလောင်းအသင်းရှုစနဒီယုံပထမတ္တဈေးကျော်ဤ16နှစ်ပြည့်အထိမ်းအမှတ်ဓမ္မပူဇာထုဓမ္မသဘင်ခန္ဓာ၌မန္တလေးမြို့ D7 မန်းမြမဈေးကျော်ပလာဇာဥကျော်ဝေတော်မိမိအရိုနှင့်အရှဧဝံချီကျော်လုံးကြီးမိသားစုတို့ဤအမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောပါဠိပုဒ္ဓမထေရမြတ်၏အမှတ်တရစကားများအပိုင်းနှစ်တရားဒေသနာတော်ဒီကနေ့ညဓမ္မတော်ရင်ခန္ဓာကိုယ်ရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာကုံကိုအာယုံပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပ္ပကောတိဟိပိယပမိယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယနာထောနမောမာကာရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထပညာချင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမိယံရေတတိုင်းတာဖော်ပြခြင်းဟာမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားလောကအတိဒုက္ခရာနိဥစ္စာအသက်ချေလက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွန်ခြင်းကြီးဟုကျက်တိထဝေငါသွဲအစုအလုံးခဲရင်တော်မူတော်ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကျုပ်ကုတ်အာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းနှလုံးစိတ်ဝံကိုရောဤပင်မညင်းတို့ကတောဘဝတဏ္ဍကျိန်ဖမြစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတတဝမြာရင်ဝေသားကဲ့သို့တနာချစ်ခင်မှာကရုဏာရှင်ဖြစ်တော်မူသောတသနာထသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထပညာထိုးရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းမြော့မန်ကိုလျော်ဖြင့်ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းပါဠိပုဒ္ဓမထေရမြတ်၏အမှတ်တရစကားများပညာအရာမှာထိတ်တန်းအကြဆုံးစိတ်ဓာတ်ရေးဟာမှာအထက်တန်းအကြဆုံးဉာဏ်နာပုဂ္ဂိုလ်တွေမှာလည်းပဲထူးချွန်ထင်ရှားတဲ့ရှင်သာရိပုတ္တရာဆိုတာဟာဖျားပြီးရင်စံပြပုဂ္ဂိုလ်ကြီးပဲဖြစ်တယ်ရှင်သာရိပုတ္တရာကိုအတူယူအားကြပြီးတော့ကျင့်ကြံကြိုးကုပ်အထောက်ကြမှာဖြစ်တယ်မြတ်စွာဘုရားကစံပြုရမယ့်ပုဂ္ဂိုလ်တွေထဲမှာဉာဏ်နေတဲ့မှာရှင်သာရိပုတ္တရာနဲ့ရှင်မောဂလန်တို့နှစ်ပါးဟာစံပြုရမယ့်ပုဂ္ဂိုလ်တွေပဲသာသမီထွန်းကားတဲ့မိသားစုတွေကကိုသားလေးဟာရှင်သာရိပုတ္တရာလို့ပညာအရာထူးချွန်ပါစေဆိုတဲ့တောင်းစုဆိုတဲ့အတူယူအားကြတဲ့ပုဂ္ဂိုလ်မျိုးပေါ့တမန်အားဖြင့်
ဒီလိုရည်ချင်းရလောက်အောင်သူ့လိုလျောက်ဖြစ်လာတာတော့မဟုတ်ဘူးကြိုးစားအထောက်မှုဆိုတဲ့လုံလဝိရိယနဲ့ပေါင်းစပ်ပြီးတော့ဖြစ်လာလူတိုင်းဟာကြိုးစားရင်ဖြစ်နိုင်တယ်ဆိုတာတတိချဖို့လိုတယ်ပေါ့လူတွေရဲ့အရည်ချင်းဟာတိုးမြင့်စေရမယ့်အရည်ချင်းဟာ9ရပ်ရှိတယ်။ဘာတွေတိုးမြင့်ပေးရမလဲဆိုရင်တတ္တာဆိုတဲ့ကိုလို့ရင်ကိုဖြစ်တယ်ဆိုတဲ့ကံကံဤကျိုးလုံးယုံကြည်တဲ့ထူးခြားတဲ့ဘုရားတရားသံဃာယရဏသုံးပါးရဲ့ဂုဏ်ကိုယုံကြည်တဲ့တရားစွမ်းရည်တိုးမြင့်အောင်ကြိုးစားရမှာဖြစ်တယ်။ဝိရိယကြိုးစားမှုကိုယ်ရင်ထဲမှာအဆိုးတရားတွေကိုဖယ်ရှားဖို့အကောင်းတရားတွေတည်ဆောက်ဖို့သူ့အလိုလိုဖြစ်လာမှာမဟုတ်လို့ကြိုးစားခြင်းဆိုတဲ့ဝိရိယကိုယ်ရင်ထဲမှာတိုးမြင့်ပေးရမှာဖြစ်တယ်။တတိအမြဲတမ်းအရာရာမှာခန္ဓာကိုယ်နဲ့တတိနဲ့ကပ်နေအောင်လေ့ကျင့်ပြီးတော့ကြိုးစားအထောက်တမန်အပြင်ကြည့်မယ်ဆိုရင်လူတွေဟာကိုယ့်ကိုယ်တတိရှိတယ်လို့ထင်ကြတယ်သို့တော့တတိနဲ့ကင်းကွာနေတာတွေကများတယ်ပေါ့တတိလက်လွတ်ငှက်တောင်ကျွတ်ဆိုတဲ့စကားလိုပဲငှက်များဟာတောင်ကျွတ်ရင်ပြန်နိုင်မှာမဟုတ်ဘူးလူတွေမှလည်းတတိလွတ်သွားတာနဲ့တပြိုင်နက်အောက်တန်းနောက်တန်းရောက်သွားနိုင်တယ်ဒါကြောင့်ကိုယ်ဘဝနဲ့ဆက်ဆက်ပြီးအချိန်ကြီးရကိုအများအားဆင်ရင်သုံးသပ်ပြီးသိနိုင်တဲ့တတိဆိုတာရှိရမယ်တတိရှိပြီးတော့စိတ်ဓာတ်တည်ငြိမ်အောင်ကြိုးစားခြင်းဆိုတဲ့သမာဓိအမှန်နဲ့အမှန်ခွဲခြားသိဖို့ကံကံဤကျိုးကိုသိမြင်ဖို့လုံတဲ့နာနဲ့မလုံတဲ့နာခွဲခြားသိဖို့ပညာဆိုတာလေကိုယ်ရင်ထဲမှာရှိဖို့ဒီအရေးချင်းငှက်ရက်ကိုတိုးမြင့်မှုကြိုးစားရမှာဖြစ်တယ်ဘုရားဘာသာဝင်နေနဲ့ဒီအရေးချင်းငှက်ရက်တိုးမြင့်အောင်ကြိုးစားရေးဟာအဓိကကြတယ်တတ္တဝိရိယတတိသမာဓိပညာအဲ့ဒီ9ရက်ကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာတိုးတက်နေအောင်စနစ်တကျကြိုးပမ်းအထောက်ထားဟာမင်္ဂန်သောလုပ်ရဖြစ်တယ်အဲ့ဒီလိုတိုးမြင့်ပြီးတဲ့အခါမှာလူလောကမှာတန်ဖိုးအရှိဆုံးတွေကိုရယူနိုင်အောင်ကြိုးစားရမှာဖြစ်တယ်ဒီလက်နဲ့ဒီစွမ်းအားတွေကိုသုံးချပြီးတော့ဘဝမှာကောင်းပြီဆိုတဲ့အဆင့်ကိုရယူကြအောင်နောက်ဆုံးမှာဘဝရဲ့ဘလောက်ပဲကောင်းဘဝထဲမှာရှိသမျှဟာအိုခြင်းနာခြင်းသိခြင်းဆိုတဲ့ဆင်းရဲဒုက္ခတွေကမလွတ်ကိုင်းနိုင်တဲ့အတွက်ကြောင့်ဘဝကိုအဆုံးသတ်ဖို့အထိကြိုးပမ်းအထောက်ကြအောင်အဲ့ဒါလိုကြိုးပမ်းအထောက်လို့ဘဝအဆုံးသတ်သွားရင်နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းပဲဖြစ်တယ်နိဗ္ဗာန်ကိုမျက်မှောက်မပြုနိုင်သမျှကာလပတ်လုံးအိုခြင်းနာခြင်းသိခြင်းဆိုတဲ့ဆင်းရဲဒုက္ခတွေကလွတ်တယ်ဆိုတာမရှိဘူးဒါကြောင့်နိဗ္ဗာန်ဆိုတာဆင်းရဲဒုက္ခကိုမြင်မှဆင်းရဲချုပ်ငြိမ်းရာဆိုတာသဘောပေါက်မှာဖြစ်တယ်ဒါကြောင့်ဆင်းရဲဒုက္ခကိုဆင်းရဲဒုက္ခလို့သိဖို့အမှန်တမ်းအရေးကြီးတယ်ရှင်သာရိပုတ္တရာမထေရမြတ်ကမိမိနဲ့ပတ်ဝန်းကျင်တပည့်ယဟန်နေတရင်သုံးမောယဟန်တွေကိုဆုံးမဩဝါဒပေးတဲ့အခါမှာအမတ်တရားစကားပြောပြီးတော့ဆုံးမဩဝါဒပေးတဲ့ရှင်သာရိပုတ္တရာမထေရမြတ်ရဲ့ပညာရှိပုဂ္ဂိုလ်ရဲ့ဆုံးမစကားတွေဟာဘဝမှာတန်ဖိုးအမြင့်ဆုံးကိုရည်ညွှန်းပြီးဆုံးမတာဖြစ်လို့အမြင့်ဆုံးတန်ဖိုးကိုရရှိနိုင်အောင်ကိုယ်ကိုယ်တိုင်ကြိုးစားကြရမှာဖြစ်တယ်ဥပဝါမှာစဉ်းစားကြည့်လူတွေမှာဘယ်အရာကလိုချင်မှုတွေတတ်မဲ့မှုတွေမုန်းတီးမှုတွေကိုဖြစ်ပေါ်စေသလဲပဋိစ္စသုဥပမာကြည့်လိုက်မယ်ဆိုရင်ဝေဒနာပစ္စယတဏှာလို့လာတာအလုံးကြာဘူးနေကြတယ်နော်ဝေဒနာအကြောင်းခံပြီးတော့တွေ့တာမှုတွေတတ်မဲ့မှုတွေဖြစ်တတ်တယ်အဲ့ဒီတွေ့တာမှုတတ်မဲ့မှုတွေဟာလူဘဝမှာဒုက္ခကိုဖော်ထုတ်တဲ့တဏှာဆိုတာဒုက္ခကိုဖြစ်စေတတ်တဲ့သမုဒိယသစ္စာတရားပဲဖြစ်တယ်ဒါကြောင့်ဒုက္ခကိုရှောင်လွှဲခြင်းလို့ရှိရင်တဏှာကိုဖယ်ရမှာဖြစ်တယ်အဲ့ဒီဖယ်ဖို့အတွက်တဏှာမဖြစ်အောင်ဘယ်ကနေထိန်းရမလဲလို့ဆို
ဝေဒနာဆိုတဲ့နေရာကထင်ရမှာဖြစ်တယ်ပေါ့နော်ပဋိစ္စသောဘတ်ကိုသဘောပေါက်ထားလို့ရှိရင်အကြောင်းတရားကိုသတ်မှတ်အကျိုးတရားဆိုတာယထာဖြစ်တယ်အကြောင်းတရားရှိနေသမျှအကျိုးတရားတွေကပြည့်ပေါ်နေမှာပဲဖြစ်တယ်ဥပမာမဲ့ယောဂဝေဒနာဖြစ်နေတဲ့ပုဂ္ဂိုလ်တယောက်ယောဂရဲ့ဆိုးကျိုးတွေကိုခံစားနေရတယ်အဲ့ဒီယောဂဘာကြောင့်ဖြစ်တယ်လဲဆိုတဲ့အကြောင်းတရားကိုအရင်ဖယ်ရှားနိုင်ရမှာဖြစ်တယ်ယောဂဖြစ်ကြောင်းတရားဖယ်ရှားလိုက်တဲ့အခါမှာယောဂပျောက်ခြင်းဆိုတာဖြစ်လာမှာဖြစ်လို့လောကမှာဆင်းရဲဒုက္ခတွေဖော်ဆောင်နေတာဘု து လက်ချက်လဲလို့လေးလိုက်လို့ရှိရင်လူတိုင်းရဲ့တဏ္ဍာမရှိနေတဲ့တွေ့တာမှုလူချင်းမှုဆိုတဲ့တဏှာဟာလက်တယ်ပဲဖြစ်တယ်ပေါ့အဲ့ဒီတဏှာလက်တယ်ဟာဘာကြောင့်တိုးတက်ပွားများနေရသလဲလို့ဆိုရင်လူတိုင်းမှာစိတ်ခံစားမှုဝေဒနာဆိုတာရှိဟုတ်ဗမာလူမျိုးတွေကဝေဒနာလို့ပြောလိုက်လို့ရှိရင်ယောဂနဲ့တွဲဖက်ပြီးတော့ယောဂဝေဒနာကိုပြောတယ်လို့အောင်းမိတတ်တယ်အဲ့ဒါလို့မအောင်မိနဲ့ဝေဒနာဆိုတာဘာပြောတာတော့ဝေဒနာ၅မျိုးကိုအရင်မှတ်ကြည့်လိုက်ကိုယ်ကာယအနေနဲ့နေလို့ထိုင်လို့ကောင်းတယ်အဆင်ပြေတယ်ညောင်းညာမှုမရှိဘူးလန်းဆန်းတယ်ရုပ်ခန္ဓာကိုယ်ကြီးကလန်းဆန်းတယ်နေလို့ထိုင်လို့ကောင်းတယ်ဒုက္ခဝေဒနာအဲ့ဒီနေလို့ထိုင်လို့ကောင်းတယ်ဆိုတဲ့စိတ်ထဲမှာခံစားမှုတွေဒုက္ခဝေဒနာနေလို့ထိုင်လို့ကောင်းသည့်အတွက်ကြောင့်စိတ်ထဲမှာပျော်မွေ့တယ်စိတ်ချမ်းသာတယ်လို့ပြောကြတယ်နော်စိတ်ချမ်းသာတယ်အဲ့ဒီစိတ်ထဲမှာကြည်နူးတယ်ဝမ်းသာတယ်ချမ်းသာတယ်ဆိုတော့သောမနတဝေဒနာဒါကောင်းတဲ့ဘက်ကဒုက္ခဝေဒနာရဲ့သောမနတဝေဒနာဒုက္ခဝေဒနာဆိုတာကိုယ်ကာယနေလို့ထိုင်လို့စားလို့တောင်းလို့အိပ်လို့ကောင်းတာကိုတွေ့ရှိခံစားရတယ်ဒါဒုက္ခဝေဒနာရှင်ပြေးနေတယ်စိတ်ထဲကအရှင်ပြေးပြီးတော့ဝမ်းသာနေတယ်ကြည်နူးနေတယ်သောမနတဝေဒနာအကောင်းရှိသလိုလောကမှာအဆိုးရလည်းရှိသေးတယ်ခန္ဓာကိုယ်ကြီးကနေထိုင်မကောင်းဘူးစင်တုပ်ကွေးဖြစ်လို့နာလိုက်တာအယိုးတွေကြောတွေနာနေဒီလိုဟာလည်းမရှိဘူးရှိတာပဲဒုက္ခဆိုတာကြာထိုင်ပြီးတရားနာရတဲ့အခါညောင်းနေညာတယ်ဟောကာယကဒုက္ခလို့ခေါ်တယ်အဲ့ဒီညောင်းနာညာတာကိုစိတ်ထဲမှာခံစားရစင်တုပ်ကွေးဖြစ်လို့ညောင်းနာညာတာတစ်မျိုးတရားချေနေလို့ညောင်းနာညာတာတစ်မျိုးအစင်မပြေကြောအောင်တယ်ခါနာတယ်ခေါင်းကိုက်တယ်စသဖြင့်အဲ့ဒါကိုကာယကဒုက္ခဝေဒနာလို့ခေါ်တယ်စိတ်ထဲမှာခံစားမှုတွေဖြစ်လာတစုံတစ်ခုကြောင့်စိတ်ထဲမှာဆိုရင်စိတ်တွေကိုအကြောင်းပြုပြီးတော့ရှင်တဲ့နှလုံးထဲမှာမကြည်မနှက်တွေဖြစ်နေတယ်ဝမ်းနေတယ်ခြေကွဲတယ်ဆိုတာမျိုးတွေဖြစ်လာတယ်လူယောဂဝေဒနာဖြစ်လို့ခြေကွဲဝမ်းနေမှုဆိုတာလည်းရှိတယ်စီးပွားဥစ္စာတွေပြပြလို့ခြေကွဲဝမ်းနေမှုဆိုတာလည်းရှိတယ်ဒေါမနတတူတယောက်ပေါ်မှာမကြည်နှက်လို့စိတ်ဆိုးပြီးတော့စိတ်ကောက်တယ်ဆိုတဲ့စိတ်ခံစားမှုတွေလည်းရှိတယ်နော်အဲ့ဒါတွေကဒေါမနတဝေဒနာလို့ဆိုကဲဘုန်းကြီးတို့တွေနေ့စဉ်မှာဘာတွေခံစားနေကြတော့ဆိုဝေဒနာတွေခံစားနေကြဝေဒနာကလွတ်ထရောရှိရလားရှိဘူးစားလို့တောင်းလို့ကောင်းလိုက်တာနဲ့စားကြပြုကြဒုက္ခဝေဒနာတွေဒေါမနတဝေဒနာတွေဖြစ်တယ်နေလို့ထိုင်လို့ကမကောင်းပါဘူးအဆင်မပြေပါဘူးခေတ်ကြီးကလည်းမကောင်းပါဘူးနဲ့စိတ်ညစ်နေတယ်ဆိုရင်ဒုက္ခဒေါမနတဝေဒနာဟုတ်လားရောင်းလို့ဝယ်လို့လည်းမကောင်းဘူးစိတ်ညစ်တယ်ရောင်းလို့ဝယ်လို့ကောင်းတယ်ပျော်တယ်ဟောနှမျိုးရှိတာပဲလူတွေမှာရှိအဲ့ဒီရှိနေတဲ့ခံစားမှုတွေကိုအလကားသားဒီစိတ်ရဲ့ခံစားမှုတွေကိုအမှတ်တမဲ့မနေလိုက်နဲ့ကမ္မထာဆိုတခြားသွားရှာရတာမဟုတ်ဘူးအဲ့ဒီကိုယ်စိတ်ထဲမှာဖြစ်နေတယ်ဆိုတဲ့အရာတွေကိုဒီတိုင်းလွတ်ပြီးတော့မထားနဲ့နောက်တစ်ခါစိတ်ထဲမှာဝမ်းသာတာလည်းမဟုတ်ဘူးဝမ်းနေတာလည်းမဟုတ်ဘူးချမ်းသာတာလည်းမဟုတ်ဘူးဆင်းရဲတာလည်းမဟုတ်ဘူးဆိုတဲ့တာမန်အနေထားစိတ်ခံစားချက်မျိုးကိုတော့ဥပိ္ပခဝေဒနာလို့ခေါ်တယ်အလုံးဝေဒနာဟာ၅မျိုးလို့ဒီလိုဆိုတယ်နော်အဲ့ဒီမှာ
ဒုက္ခနဲ့ဒေါမနတကတတွဲဒုက္ခနဲ့ဒေါမနတကတတွဲဥပိ္ပခာဆိုတာတစ်ခုတည်းပေါင်းလိုက်တဲ့အခါဝေဒနာ၅မျိုးအဲ့ဒီဝေဒနာ၅မျိုးကိုချုံးလိုက်တဲ့အခါဒုက္ခဒေါမနတနှစ်ခုကိုဒုက္ခလို့ပဲခေါ်လိုက်တယ်ဒုက္ခနဲ့ဒေါမနတနှစ်ခုကိုဒုက္ခလို့ပဲခေါ်လိုက်တယ်အဲ့တော့ဒုက္ခဒုက္ခအဒုက္ခမဒုက္ခလို့အစင်ပြေမှုတွေဝမ်းသာမှုတွေကဒုက္ခအစင်မပြေမှုတွေဝမ်းနည်းမှုတွေကဒုက္ခအဲ့ဒီနှစ်ခုစัจ जा မှာဖြစ်တာကအဒုက္ခမဒုက္ခဆိုဥပိ္ပခာလို့ဒုက္ခလည်းမဟုတ်ဒုက္ခလည်းမဟုတ်နေ့စဉ်နဲ့အမျှစိတ်ခံစားမှုတွေတူတွေမှမရှိဘူးလားအဲ့ဒီစိတ်ခံစားမှုတွေပေါ်လာတိုင်းမလုပ်ရမလဲရှင်သာရိပုတ္တရာမထေရကအဲ့ဒါကိုသင်ပေးတာနော်လှုပ်ဖြစ်အောင်လုပ်ကိုယ့်ဟာကိုယ်လှုပ်ဖြစ်အောင်ဆိုရိတ်တာသွားလှုပ်ရမှာပြောတာမဟုတ်ဘူးအိမ်မှာဖြစ်လာတဲ့အချိန်လေးမှာတတိထားဖို့လို့ကိုယ်တဏ္ဍမှာဝမ်းသာနေတာလားဝမ်းနေနေတာလားချမ်းသာနေတာလားဆင်းရဲနေတာလားချမ်းသာဆင်းရဲမဟုတ်ဘူးလားမထင်ရှားတာလားတခုခုတော့ဖြစ်နေမှာပဲလူတွေရဲ့စိတ်ပါနော်စိတ်ရှိအသိရှိနေသမျှကလည်းဘာလို့စိတ်ခံစားမှုဆိုတဲ့ဝေဒနာရှိနေတယ်အဲ့ဒီ၅မျိုး၃မျိုးတွေကတခုခုဖြစ်နေတဲ့အခါမှာရှင်သာရိပုတ္တရာကဒီလိုဆင်းရဲတဲ့ဝေဒနာတွေပေါ်မှာစိတ်ရဲ့နှစ်သက်မှုမနှစ်သက်မှုစိတ်ကနှစ်သက်လာရင်တဏှာလောဘဆိုဖြစ်လာတယ်မနှစ်သက်ဘူးဆန့်ကျင်လာပြီးကောင်းတာကိုမျှော်လင့်ရင်လည်းတဏှာလောဘဆိုတာဖြစ်လာတယ်တဏှာဖြစ်ခြင်းဖြစ်မယ်လောဘဖြစ်ခြင်းဖြစ်မယ်ဒေါသဖြစ်ခြင်းဖြစ်မယ်စိတ်ခံစားမှုကတော့လူတွေအတွက်အကုသိုလ်မဟုတ်ဘူးနော်အကုသိုလ်လို့ပြောလို့မရသေးဘူးဒေါမနတကလွဲရင်တော့အကုသိုလ်လို့ပြောလို့မရသေးဘူးပေါ့စိတ်ခံစားမှုလေးတက်စိတ်ခံစားမှုကနေတွဲဖက်ပြီးတော့ဖြစ်လာတဲ့လောဘဒေါသတွေကြတော့သူကဆိုးဝါးလာပြီပေါ့နော်အဲ့ဒီမရောက်ခင်စိတ်ခံစားမှုအနေထားလေးမှာဘယ်လိုဖြေပြောင်းရမလဲဘယ်လိုထွက်ပေါက်ရှာရမလဲဆိုတာရှင်သာရိပုတ္တရာကအမှတ်တရစကားအနေနဲ့ယဟန်တွေကိုသင်ပေးတာဖြစ်တယ်နော်ဘုရားဝတ္တဝင်သူတော်စင်ဤစိတ်ခံစားမှုတွေဖြစ်လို့စိတ်ဖိစီးမှုတွေမဖြစ်ရလေအောင်တတိဆောင်ပြီးတော့ဖြစ်ပေါ်လာတဲ့စိတ်ခံစားမှုဝေဒနာတွေကိုဘယ်လိုထွက်ပေါက်ရှာရမလဲဘယ်လိုရှုမြင်ရမလဲဆိုတာကိုဒါကိုသင်ပေးတာပဲဖြစ်တယ်လူတိုင်းမှာဝေဒနာဆိုတာရှိနေတယ်အဲဒီရှိနေတဲ့ဝေဒနာကိုလက်တွေ့ကြဆင်ញင်သုံးသပ်တတ်ဖို့လိုတယ်ပေါ့အဲ့ဒီမှာရှင်သာရိပုတ္တရာကဘာပြောလဲဆိုယောဒုက္ခံဒုက္ခတောအတ္တမင်းရဲ့ရင်ထဲနှလုံးထဲမှာတဲ့ကျဉ်းနှံ့မှုတွေဝမ်းသာမှုတွေဖြစ်လာလို့ရှိရင်အဲ့ဒီကျဉ်းနှံ့မှုဝမ်းသာမှုဆိုတာဟာမကြခင်ပြောင်းလဲသွားမှာဖြစ်လို့အဲ့ဒီကျဉ်းနှံ့မှုဝမ်းသာမှုဖြစ်တိုင်းစိတ်ထဲမှာဒုက္ခဖြစ်တာလို့စိတ်ထဲမှာပြောင်းလဲပြီးတော့မှတ်လိုက်ပါတဲ့ဒုက္ခကိုဒုက္ခလို့ရှုခိုင်းလိုက်တယ်ဟုတ်ကဲ့လားဘာကြောင့်ဒုက္ခကိုဒုက္ခလို့ရှုခိုင်းတာတော့လို့ဆိုလို့ရှိရင်ဆိုပါစို့အစာတစ်ခုတည်းမှာအစာကကောင်းအမတမကောင်းတဲ့အရာသာရှိချက်ထားတဲ့အစာအစာဆိုတော့ကိုကြိုက်တဲ့အစာအစာသို့တော့အဲ့ဒီအစာအစာထဲမှာအစိတ်ပါနေတယ်စားလိုက်တဲ့အချိန်မှာရှားပေါ်မှာအလုံးကိုရတာရှိသို့တော့ဗိုက်ထဲရောက်လာပြီမကြခင်ဘာဖြစ်မလဲဆိုရင်အစိတ်တင်တဲ့ယောဂဝေဒနာဖြစ်တော့နော်စားတဲ့အချိန်လေးမှာသိကျိနဲ့ဝမ်းသာတယ်ကောင်းလိုက်တာနဲ့ဖြစ်တယ်စားပြီလို့လည်းသိမကြဘူးဗိုက်ထဲကအောင်လာတယ်လို့ဒီလိုလုံးနေလို့ထိုင်လို့မကောင်းဘူးဆိုတာဖြစ်လာဒုက္ခဝေဒနာဟာလည်းပဲအဲ့တိုင်ပဲပြောတယ်ဒုပြောတယ်လို့လုံးနေတာရှိသေးတယ်ဒုက္ခရောက်လာဖြစ်တယ်နော်အဲ့ဒီအပျော်နောက်ကိုလိုက်ပြီးတော့တွေ့တာမှုတွေဖြစ်လိုက်မယ်ဆိုလို့ရှိရင်နောက်ကဒုက္ခရောက်လာတယ်ခုနအစိတ်ရှိတဲ့အစိတ်ခတ်ထားတဲ့အစာကိုစားလိုက်ရတယ်လို့ပဲ
ဒုက္ခဝေဒနာပေါ်မှာတမေတမောကြီးနေလိုက်ပြီလို့ရှိရင်နောက်ကလိုက်လာတာဘယ်သူလိုက်လာတော့ဆိုတဏှာလိုက်လာအဲ့ဒီတဏှာကအပေတိအောင်ဆွဲချသွားနိုင်တယ်နော်ကိုယ်ရင်ထဲနှလုံးထဲမှာဒုက္ခရောက်သွားနိုင်တယ်ဒါကြောင့်မို့အစဉ်ပြေမှုချမ်းသာမှုတွေကိုသူတို့ပေါ်မှာဒုက္ခလို့ရှုမြင်ထားလိုက်ပါဘာကြောင့်လို့ဆိုရင်ပြောင်းလဲသွားတာနဲ့တပြိုင်နက်ဒုက္ခဖြစ်မှသိကြတယ်သူကချမ်းသာမှုပျော်ရွှင်မှုဒီသာဝရမဟုတ်ဘူးပျော်ရွှင်တာဟာတခဏမျှတာဖြစ်တယ်အဲ့ဒီတခဏမျှတာဖြစ်တဲ့ပျော်ရွှင်ချမ်းမြေ့မှုကြီးကိုသာဝရလို့ထင်ပြီးတော့တွေ့တာနေလိုက်မယ်ဆိုရင်နောက်ကလိုက်လာမှာကဒုက္ခပဲဖြစ်တယ်ဝိပရိနာမဒုက္ခလို့ခေါ်နော်အဲ့တော့ဒုက္ခကိုဒုက္ခလို့ရှုလိုက်ခြင်းအပြင်ဘာဖြစ်တော့ဆိုတွေ့တာမှုတွေလာနိုင်ပါအောင်မလားကောင်းတယ်ကိုမကောင်းမှုလို့ရှုလိုက်တာနဲ့တပြိုင်နက်တွေ့တာမှုတွေမလာတော့ဘူးလေအစာအာဟာရစားတဲ့အခါမှာစဉ်းစားကြည့်ကိုကြိုက်တဲ့အစာအာဟာရကိုစားနေတဲ့အချိန်မှာကောင်းလိုက်တာဒါလေးကကောင်းလိုက်တာနဲ့ဆိုပြီးတော့ကောင်းတဲ့ဘက်မှာပဲအာယုပြုပြီးစားနေမယ်ဆိုလို့ရှိရင်သူဟာဒီပေါ်မှာတွေ့တာမှုတွေအများကြီးဖြစ်လာနော်သို့တော့အဲ့ဒီကောင်းတဲ့အစာအာဟာရဟာကိုယ်နဲ့ကြိုက်သလားမကြိုက်ဘူးလားတတိမိမုံချိုချိုလေးစားလိုက်ရတယ်ကိုယ်မှာစီချိုကရှိနေတယ်အေးချိုချိုလေးကဂရင်တိတ်လိုက်တာတလုံးပြီးတလုံးမလိုက်လုံးလေးတွေစားပြီးစီချိုတွေတက်လာဒုက္ခရောက်တာအဲ့ဒါချိန်လေးမှာဘာလို့မလို့ကောင်းလိုက်တယ်ဆိုတာမှန်တယ်ငါစားနေတာဒုက္ခကြီးပဲငါ့ကိုဒုက္ခပေးတော့မှလို့သိလိုက်ပြီးတော့ break အုပ်လိုက်ရင်မရဘူးလားအဲ့ဒီလိုလုပ်ဖို့ပြောတာနော်အဲ့ဒါဆိုလို့ရှိရင်တွေ့တမှုတဏှာဆိုတာဆက်ပြီးလိုက်မလာတော့ထိန်းချုပ်ပြီးသားဖြစ်သွားဩငါနဲ့မတည့်ဘူးဒါငါနဲ့မတည့်ဘူးတော့ကြောင့်စီးရွတက်လိမ့်မယ်ဒုက္ခရောက်လိမ့်မယ်သိလို့ရှိရင်သိလို့ဖြစ်လိမ့်မယ်ကျမ်းမာတယ်ဆိုတော့ဒီငါချိုးတယ်ဆိုတာရှားပြားလေးပေါ့ပဲခိုက်ခဲရောက်သွားရင်ချိုးတယ်ဆိုတာမရှိတော့ဘူးတွေးကြည့်လိုက်ခဏလေးတွေရှားပြားလေးပေါ်မှာကချိုးတာရှိတယ်ခိုက်ခဲရောက်သွားရင်ချိုးသေးရဲ့လားချိုးမှလည်းမသိဘူးခါမှလည်းမသိဘူးနော်မျိုးချလိုက်လို့လက်ချောင်းဟိုဘက်ရောက်သွားရင်ဘာမှမရှိတော့ဘူးအဲ့တော့အကျိုးသက်ရောက်မှုတွေအမှန်တမ်းမှနေတယ်ရှားဖို့ဖြတ်တဲ့အချိန်လေးပဲကောင်းလိုက်တာဖြစ်ကြတယ်လူတွေအဲ့ဒီအချိန်ပိုင်းလေးကိုကောင်းတယ်ဆိုတဲ့ခံစားမှုလေးတွေကိုဒုက္ခရောက်တယ်ဒုက္ခလို့ကိုယ်ဒုက္ခပေးနိုင်တဲ့အရာဖြစ်တယ်ဒုက္ခပေးနိုင်တဲ့တဏှာဖြစ်လာလိမ့်မယ်လို့ဒုက္ခကိုဒုက္ခလို့ရှုမြင်လိုက်ပါအဲ့ဒီလိုရှုမြင်လိုက်ခြင်းအပြင်ဝေဒနာပစ္စယတဏှာဆိုတာမလာအောင်ထိန်းချုပ်ရမယ်လို့ဒီလိုပြောနော်အရာဘူးလို့မအောင်မိနေနဲ့ရအောင်လုပ်ရမှာဒါရအောင်လုပ်တာကြိုးစားတာဝိရိယလို့ခေါ်တယ်ခုနပြောတဲ့အင်အား9ရပ်ခွတ်တဏ္ဍမှာအင်အား9ရပ်ကိုတိုးမြင့်ထားဒါတားလို့ဖြစ်နိုင်တယ်လို့ယုံကြည်တာကတတ်တာကြိုးစားအထောက်တာကဝိရိယဖြစ်လာတဲ့အနေအထားကိုအာယုံစိုက်တာကတတိစိတ်တည်ငြိမ်မှုရှိတာကသမာဓိဆုံးဖြတ်နိုင်စွမ်းရှိတာကပညာအဲ့ဒီခုနကတတ္တဝိရိယတတိသမာဓိပညာဆိုတာတွေကိုသုံးချပြီးတော့ဒုက္ခဝေဒနာကိုစိတ်ကိုဒုက္ခဝေဒနာအပေါ်မှာတွေ့တာမဲ့စိတ်ကိုဆုံးမလိုက်မယ်ဆိုရင်ဝေဒနာပစ္စယတဏှာဆိုမလာတော့ဘူးလို့ပြောတယ်နော်ဝေဒနာပစ္စယတဏှာမလာဘူးဆိုရင်တဏှာကနေပြီးတော့ဖြစ်ပေါ်စေမဲ့ဒုက္ခတွေကိုမခံစားရတော့ဘူးပေါ့အဲ့ဒါကိုစားတိုင်းနဲ့တတိထားဖို့ရှင်ထဲမှာချမ်းသာတဲ့ခံစားမှုတွေပေါ်တိုင်းတတိယဖို့တတိယပြီးဖယ်ရှားပြစ်လို့ရှင်အလွန်အကျွံကြီးမဖြစ်တော့နော်အလွန်အကျွံကြီးမဖြစ်တို့ဆိုရင်ပျော်ရွှင်မှုကအလွန်အကျွံကြီးဖြစ်လာပြီးတော့လူတွေမှာလုံးတင်တာတွေလောက်လာတဲ့အနေထားထိအောင်ရောက်သွားတယ်မျက်စိကမြင်ရတဲ့အရှင်ပေါ်မှာตายရတဲ့ဒုက္ခဝေဒီချမ်းသာတဲ့ဒုက္ခဝေဒနာစိတ်ခံစားမှုတွေဖြစ်တယ်နားကကြားရတဲ့အတန်ပေါ်မှာလည်းစိတ်ခံစားမှုတွေဖြစ်တယ်
နှာခေါင်းကနမ်းရွှရတဲ့အနံ့ပေါ်မှာတရားကလက်ရရတဲ့အရာတာပေါ်မှာခန္ဓာကိုယ်အထိတွေ့ရတဲ့အထိတွေ့ပေါ်မှာစိတ်ကူးကြံစီရတဲ့အတွေ့အကြုံပေါ်မှာစိတ်ချမ်းသာမှုဆိုတဲ့ဒုက္ခဝေဒနာဖြစ်လာတိုင်းဒုက္ခလို့ရှုနိုင်အောင်ကြိုးစားပါဒုက္ခလို့ရှုခြင်းအပြင်တဏှာမလာအောင်တားခြင်းပဲဖြစ်တယ်ဒီဟာကိုရိစ္ဆသမုပ္ပါဆက်မသွားအောင်ဒီနေရာလေးကိုဖြတ်ဖို့ဝေဒနာကမ္မထံဆိုတာအဲ့ဒါပြောနော်ရှင်သာရိပုတ္တရာမထေရမြတ်ကယဟန်တွေကိုဘုရားဘာသာဝင်တွေကိုသင်ကြားပြီးတော့ပေးနေတာဒီနည်းနဲ့တဖြည်းဖြည်းလျှော့ချသွားမှာဖြစ်တယ်ဒါကြောင့်ယောဒုက္ခံဒုက္ခတောဒက္ခဒုက္ခကိုတဲ့ဒုက္ခလို့ရှုနိုင်တဲ့ပုဂ္ဂိုလ်ဟာနော်ရှုနိုင်ရမယ်ဒီလိုဆိုလို့ပေါ့နောက်တစ်ခါဒုက္ခကြတော့ဘယ်လိုရှိတော့လူတွေမှာအစင်မပြေတဲ့အခါမှာကိုယ်ကာယအနေနဲ့အစင်မပြေဘူးနေလို့တိုင်လို့မကောင်းဘူးကာယကဒုက္ခစိတ်မကြည်ဘူးစိတ်မချမ်းသာဘူးဝမ်းနဲ့ကြေကွဲမှုတွေရှိတယ်အဲ့ဒီဒုက္ခကိုတော့ဘယ်လိုရှိရမလဲဆိုဒုက္ခမတ္တခိတံလတော်ဒုက္ခဖြစ်လာတဲ့အခါမှာကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာစူးစူးတယ်ပဲထားအောင်လို့နော်စူးလို့ရှိရင်စူးတဲ့အချိန်နဲ့နာတယ်စူးဝင်နေတဲ့အချိန်နဲ့မြက်တဲ့ဖြစ်တယ်နှုတ်တဲ့အခါလည်းနာဘယ်တော့မှမနာတဲ့အခါမရှိဘူးမဟုတ်လားဒုက္ခဝေဒနာကလည်းထို့တူပဲဒုက္ခဝေဒနာဖြစ်စမှလည်းဆိုးတယ်ဖြစ်တီးနေတဲ့အချိန်မှလည်းဆိုးတယ်ဖယ်ရှားဖို့ကြိုးစားတဲ့နေရာမှာလည်းပဲချုပ်ဆုံးသွားတဲ့နေရာမှာလည်းဆိုးတယ်အဆိုး၃မျိုးနဲ့ပြည့်စုံဘာနဲ့ဥပမာတူတော့ဆိုရင်ဝါထဲမှာစူးဝင်နေတယ်ညညောင်းလို့စိတ်ထဲမှာရှုမြင်သုံးသပ်လိုက်ပါဝမ်းနဲ့နေတယ်ဆိုရင်အတာကြီးကငါရင်ထဲမှာညညောင်းကြီးပဲလို့ဒီပေါ်မှာဝမ်းနဲ့ကြည်ကွဲမှုတွေဖြစ်နေလို့ရှိရင်ဒုက္ခကိုအကြောင်းပြုပြီးတော့ဒေါမနတာတွေဒေါသတွေဖြစ်လာလိမ့်မယ်လူတွေဟာမကြည်မနှက်ဖြစ်လာလို့ရှိရင်ဘလောက်ထိအောင်ဒုက္ခရောက်တော့ဆိုအခုတည်းမဲ့စကိုင်းတရားဘောခုံချတာ9ယောက်လောက်ရှိနေပြီတဲ့ဒီနေ့တည်းနော်အဲ့ဒါရင်ထဲကဒုက္ခတွေကိုခုလိုမရှုနိုင်လို့ဖြစ်တာနော်မရှုနိုင်လို့ဖြစ်တယ်ဒါစကိုင်းတရားတွေပြောရတာဒီပြည့်နေရာခုံချတာတွေလည်းရှိအောင်မှာပေါ့လူတွေမှာဘာဖြစ်ရတော့ဆိုအဲ့ဒီဒုက္ခနဲ့တွေ့တဲ့အခါပျော်သလောက်ဒုက္ခနဲ့တွေ့ရင်မခံစားနိုင်ကြဘူးဒုက္ခနဲ့တွေ့ပြီးတော့ခံစားနိုင်လောက်အောင်ခုနပြောတဲ့တတ္တဝီရိယတတိသမာဓိပညာဆိုတာတွေကိုသုံးချပြီးတော့ခံစားနိုင်အောင်ဒုက္ခကိုရှုမြင်သုံးသပ်တဲ့အခါမှာရှင်ထဲမှာစူးဝင်နေတဲ့ညညောင်ကြီးလိုပဲလို့စိတ်ထဲမှာဒီလိုထားလိုက်လို့ရှင်ဒုက္ခပေါ်မှာမကျေနပ်မှုတွေလွန်မှုတွေဒုက္ခကိုအကြောင်းပြုပြီးတော့မမှန်မကန်နေလုံးမှုတွေမဖြစ်လာတော့ပေါ့နော်သူ့တဘာဝအဲ့ဒါထပ်ပေါက်တစ်ခုပဲထပ်ပေါက်မရတဲ့လူဟာတခြားနည်းနဲ့ထပ်ပေါက်ရှာကြကိုယ့်ကိုယ်တတ်သေးတာသူတို့ထပ်ပေါက်ရှာတယ်လို့ခေါ်တယ်တတ်သေးတော့လွတ်သလားလို့ဘယ်လွတ်ပိုးဆိုးတဲ့စီရောက်သွားနော်ပိုးဆိုးသွားလူဟာဒါဖြည့်ရှင်းတာမူရစေဝါနဲ့ဖြည့်ရှင်းရင်လည်းပိုးဆိုးသွားတယ်အိတ်ဆေးတောက်ဖြည့်ရှင်းရင်လည်းပိုးဆိုးသွားတယ်ကိုယ့်ကိုယ်တတ်သေးပြီးဖြည့်ရှင်းရင်လည်းပိုးဆိုးသွားတယ်အဲ့ဒီဖြည့်ရှင်းမှုတွေမဟုတ်ဘဲနဲ့ကိုယ့်ရင်ထဲမှာဖြစ်ပေါ်လာတဲ့ဒုက္ခကိုရှင်သာရိပုတ္တရာကနှီးပေးတယ်မြားညောင်းကြီးလို့စိတ်ထဲမှာတတ်မှတ်ပြီးတော့နှုတ်ဖို့ပဲကြိုးစားပါဒီဒုက္ခကြီးဟာတခဏပဲဖြစ်နေတာဒီမြားညောင်းကြီးရင်ထဲကကျွတ်သွားရင်ဒီဒုက္ခလည်းကျွတ်သွားမှာပဲဆိုဒုက္ခကိုမြားညောင်းလို့သဘောထားပြီးနှုတ်လို့ရတဲ့အရာလို့သဘောထားပြီးတော့ဖြေပြောင်းလို့ရပါတယ်ဒီလိုဆိုလို့နော်အဲ့တော့ဒုက္ခကိုတော့ဒုက္ခလို့ရှုပြီးတော့ဒုက္ခဝေဒနာကိုတော့မြားညောင်းလို့ရှုရမယ်အဲ့ဒါလို့ရှုတော့ဘလို့အကျိုးတွေရှိတော့ဆိုတာကိုယ့်ရဲ့စိတ်ခံစားချက်တွေပေါ်မှာဒီလိုရှုတယ်တခါဒုက္ခလည်းမဟုတ်ဘူးဒုက္ခလည်းမဟုတ်ဘူးဆိုတဲ့ပေါ်မှာကြတော့ဥပယံတရေနနာဟောတိဒ
ဒုက္ခလည်းမဟုတ်ဒုက္ခလည်းမဟုတ်ဒုက္ခဒုက္ခနှစ်ခုလုံးရဲ့စัจ जा မှာဖြစ်တဲ့အသင့်တဲ့စိတ်ခံစားမှုဆိုတဲ့အဒုက္ခမဒုက္ခဥပေက္ခဝေဒနာအဲ့ဒီဥပေက္ခဝေဒနာနဲ့ပတ်သက်ပြီးတော့ဒီနေရာမှာရှုဖို့မပြောဘဲနဲ့ရှင်သာရိပုတ္တရာကဥပယံတရေနနာဟောတိဆိုဒုက္ခကိုရှုနိုင်ရင်ဒုက္ခကိုရှုနိုင်ရင်အဒုက္ခမဒုက္ခဟာလည်းပဲရှုပြီးသားဖြစ်သွားနိုင်တယ်လို့ဒီလိုနှီးပေးတဲ့သဘောရှိတယ်နော်သို့တော့မြတ်စွာဘုရားနှီးပေးတဲ့ဟာတစ်ခုထပ်ဖြည့်ဆွက်ပြီးတော့ပြောရမယ်ဆိုရင်ဒုက္ခဝေဒနာနဲ့တွေ့ရင်ဒုက္ခလို့ရှုဒုက္ခဝေဒနာနဲ့တွေ့လို့ရှိရင်မြားညောင်းလို့ရင်ထဲစူးနေတဲ့မြားညောင်းလို့ရှုဥပိ္ပခဝေဒနာဆိုတဲ့တွေ့လို့ရှိရင်အနိစ္စလို့ရှုပါတဲ့အနိစ္စတော့တတ်တယ်ပါမမြဲဘူးဒီအခြေအနေလေးတစ်ခုကလည်းမြဲတဲ့အရာမဟုတ်ဘူးလို့စဉ်းစားလိုက်ပါဒါကစနစ်တစ်ခုအနေနဲ့ပေးတာပဲဖြစ်တယ်အလုံးကိုအနိစ္စလို့ရှုပြီးထွက်ပေါက်ရှာရင်လည်းဖြစ်တယ်နော်ထွက်ပေါက်ရှာလို့ရတယ်သို့မဟုတ်ဝေဒနာမခံစားခြင်းဘူးဝေဒနာမရှုဘူးဝေဒနာကိုမေ့ထားခြင်းနဲ့ဆိုရင်ဖြစ်တယ်ဘာနဲ့မေ့ထားမလို့ကိုယ်တိလာကိုယ်ဆင်ញင်ပြီးတော့လည်းပဲရှေ့ဆက်သွားလို့ရတယ်နော်ဝေဒနာတွေဘယ်လောက်ဖြစ်နေနေဂိူးမဆိုင်ဘူးကိုရှုမှတ်နေကြကမ္မထာတစ်ခုနဲ့သူတို့ကိုမေ့ထားလို့လည်းရတယ်ကိုယ်တိလာကိုကိုယ်ဆင်ញင်ပြီးတော့ဝေဒနာဖြစ်ပြောင်းလို့ရတယ်လောကလူတွေမှာစိတ်ညစ်နေလို့ရှိရင်ဝမ်းသာစရာတွေးပြီးတော့ဖြေရှင်းလို့ရတယ်ဝမ်းသာရများနေလို့ရှိရင်လည်းဒုက္ခကြုံလာမဲ့အရာတွေကိုတွေးတောပြီးတော့ဖြေပြောင်းလို့ရတယ်ဘယ်အရာမှအလွန်အကျွံမဖြစ်စေရအောင်ဆိုလိုတာကနော်လူတွေရဲ့သဘာဝသတ္တဝါတွေရဲ့သဘာဝဒီဒုက္ခယဝေဒနာယရာဂနုတယောအနုသေတိဒုက္ခဝေဒနာနဲ့တွေးလို့ရှိရင်တီးချီကြိုက်တဲ့ရာဂဆိုတဲ့အနုတယလေးဟာကိန်းသွားတယ်ဒုက္ခဖြစ်လိုက်တာနဲ့တပြည့်နဲ့လူကအကြိုက်တွေ့သွားတယ်မရှုလိုက်လို့ရှိရင်အကြိုက်တွေ့တယ်အဲ့တော့ဒုက္ခဝေဒနာကိုဒုက္ခလို့ရှုရင်ရှုမရှုရင်ဘယ်သူလာမလို့ရာဂနုတယောအနုသေတိခုနဝေဒနာပစ္စယတဏှာပဲနော်တွေ့တာမှုတွေဝင်လာလိမ့်မယ်ဒါဖြင့်ဒုက္ခဝေဒနာကြတော့တန်လာလို့ရှုခြင်းရှုညောင်းညောင်းလို့ရှုရင်ရှုမရှုရင်ဘာလာမလို့ဆိုဒုက္ခယဝေဒနာယပဋိက္ခနုတယောအနုသေတိခံမြင်တဲ့ဒေါသဖြစ်လာလိမ့်မယ်လောဘလည်းမကောင်းဘူးဒေါသလည်းမကောင်းဘူးအကုသိုလ်တွေပဲဖြစ်လာတယ်နော်ဒုက္ခဝေဒနာကအကုသိုလ်မဟုတ်သေးတော့လေနော်ဝေဒနာအလုံးကအကုသိုလ်မဟုတ်တော့လေဆက်ပြီးတော့ဖြစ်လာမယ်ဟာတွေကအကုသိုလ်တွေဖြစ်လာလောဘဖြစ်လာမယ်ဒေါသဖြစ်လာမယ်ဒီလိုဖြစ်ရအဲ့ဒီလိုအဒုက္ခမဒုက္ခဆိုတာမရှုနိုင်ဘူးဆိုလို့ရှိရင်အဝိဇ္ဇာနုတယောအနုသေတိမသိလိုက်တာချမ်းသာတယ်လည်းမဟုတ်ဘူးဆင်းရဲတယ်လည်းမဟုတ်ဘူးဆိုရင်မသိလိုက်တဲ့အဝိဇ္ဇာဟာယင်ထဲမှာကိန်းသွားတယ်ဟောအဝိဇ္ဇာဆိုတာလေမောဟဆိုအမှန်မသိဘူးအမှန်မသိဘူးဆိုအမှားကိုသိနေလို့ဘာလို့မှားမယ်ရွေးချယ်တဲ့လမ်းတွေလည်းအကုန်မှားသွားနိုင်တယ်မှားတယ်ဆိုတာတော်တော်ကြောက်စရာကောင်းတိုင်းပြည်တစ်ပြည်ဟာကိုယ်နိုင်ငံစီးပွားရေးလမ်းကြောင်းပဲဖြစ်ဖြစ်လူမှုရေးလမ်းကြောင်းပဲဖြစ်ဖြစ်ပညာရေးလမ်းကြောင်းပဲဖြစ်ဖြစ်မှားသွားပြီဆိုလို့ရှိရင်ဒီလူမျိုးဒီတိုင်းပြည်ဟာအောက်တန်းနောက်တန်းကျတာဒါမှားသွားလူတယောက်မှလည်းပဲထို့တူပဲအတွေးလွဲပြီးမှားသွားပြီဆိုရင်တိုးတက်မှုတွေအလုံးဆုံးရှုံးသွားမှာနော်တိုးတက်မှုတွေအောင်မြင်မှုတွေအလုံးဆုံးရှုံးသွားတယ်မှားတာကိုအသေးဖွဲလို့မအောင်မေ့နေနဲ့အဲ့ဒါအမှားကိုလုံးမိပြီဆိုရင်တန်တရားထဲမှာဒုက္ခရောက်သွားနိုင်တယ်မောဟကပူချောက်เสียကောင်းတယ်ပြောနော်အဲ့ဒါဝိသတိထားရမှာဖြစ်တယ်အဲ့တော့ကိုယ်ရင်ထဲမှာဖြစ်ပေါ်လာမယ်အဆိုးတရားတွေမဖြစ်ရလေအောင်ရှင်သာရိပုတ္တရာမထေရမြတ်ကလူတိုင်းတတိယဖို့အတွက်အမှတ်တရစကားကိုနဲ့ဆုံးမဩဝါဒပေးတာယောဒုက္ခံဒုက္ခမတ္တခိဒုက္ခံ
ဒုက္ခမတ္တခိတံလတောဥပယံတရေနနာဟောတိကေနလောကတမိန်ဂိန္တိယအဲ့ဒါလို့ဒီချမ်းသာနဲ့တွေ့လာလို့ရှိရင်ချမ်းသာမှန်တရားကိုဒုက္ခလို့တွေ့တာမှုမရှိအောင်အကျိတ်ဝင်မလာအောင်ဒုက္ခရှုမြင်သုံးလိုက်ဒုက္ခဝေဒနာဖြစ်လာလို့ရှိရင်လည်းစိတ်ထဲမှာတွေ့တာမှုတွေမဖြစ်အောင်တန်လမြားညောင်းလို့ရှုမှတ်လိုက်အဲ့ဒါလို့ရှုမှတ်လိုက်ခြင်းအပြင်နဲ့လူရဲ့ရင်ထဲမှာတွေ့တာမှုဆိုတဲ့လောဘမုန်းတိမှုဆိုတဲ့ဒေါသတွေဝင်မလာဘူးဆိုရင်ဘယ်အကုသိုလ်ကြောင့်လောကမှာဘယ်ဘဝဆိုးကျိုးတဲ့ဘဝကိုဘယ်လိုလုပ်ပြီးတော့ရောက်နိုင်မလို့ကိဉ္လောကတမိကေနလောကတမိဂိန္တိယဒီလိုသာရှိမှနေမယ်ဆိုရင်လောဘဒေါသမဖြစ်ဘူးဆိုလို့ရှိရင်ဘယ်အကြောင်းကြောင့်ကိုယ့်ဘဝဟာအောက်တိုင်းနောက်တိုင်းဘယ်လိုလုပ်ကြနိုင်မှာတော့မကြနိုင်ဘူးလို့ဒီလိုဆိုလို့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဆိုတာလက်တွေ့လိုက်နာကြရတာဖြစ်တယ်လူတွေကအဆင်ပြေနေတဲ့အချိန်မှာလက်တွေ့မလိုက်နာကြဘူးမလိုက်နာတော့ဘာဖြစ်လဲအဆင်မပြေတဲ့အခါကျခြေမကင်ပြီးလက်မကင်ပြီးဖြစ်သွားဒါကြောင့်မို့ကြိုတင်ပြီးတော့အစရဲကနေပြီးတော့နှလုံးသွင်းတရားဆိုတာရှိနေရမှာဖြစ်တယ်စိတ်ခံစားမှုနဲ့ပတ်သက်ပြီးတော့နှလုံးသွင်းတရားရှိနေလို့ရှိရင်အဆိုးနဲ့ကျုံလာတဲ့အခါမှာအဖြေရတယ်ထွက်ပေါက်ရတယ်အဲ့ဒါလို့မဟုတ်ဘူးဆိုရင်အဆိုးနဲ့တွေးလာလဲထွက်ပေါက်မရဘူးအကောင်းနဲ့တွေးလာလဲထွက်ပေါက်မရဘူးလောဘဒေါသဆိုတဲ့ကိလေသာတွေရဲ့လွှမ်းမိုးမှုကိုခံရပြီးတော့ဆိုးကျိုးတွေကိုပဲရရှိတတ်တယ်အဲ့ဒါလို့ဒီလိုရှုမယ်ဆိုရင်ဘယ်အကုသိုလ်ကြောင့်လောကမှာသူဘာလို့ဒုက္ခရောက်မှာလဲဒုက္ခရောက်စရာအကြောင်းမရှိဘူးရှင်သာရိပုတ္တရာမဖြစ်မြတ်ကဒီလိုဆုံးမတာနော်ပြီးတော့ရှင်သာရိပုတ္တရာရဲ့ယင်ထဲကစိတ်နေသဘောထားတစ်ခုကိုအလုံးပိဋကတ်ကိုဖော်ပြတယ်သူဟာပုဂ္ဂိုလ်တယောက်ကိုမျက်နှိုးပြီးဆိုရင်ဘယ်လိုပုဂ္ဂိုလ်မျိုးကိုမျက်နှိုးသလဲလောကမှာအပေါင်းအသင်းမိတ်ဆွေဆိုတာအပ္ပဒမအရေးကြီးတယ်အပေါင်းအသင်းမိတ်ဆွေအရေးကြီးလို့မင်္ဂလာတရားထဲမှာဆိုရင်အသေဝနာသဘာလနံဗန္ဓိတံနေသသေဝနာဆိုပေါင်းသင်းမှုကိုအဓိကထားပြီးတော့စတင်ရတာမင်္ဂလာရှိဖို့အတွက်ပေါင်းသင်းဆက်ဆံမှုကရှိဦးအရင်ကကြလို့မြတ်စွာဘုရားအဲ့လိုဟောအဲ့ဒါကြောင့်မို့ရှင်သာရိပုတ္တရာမထေရမြတ်ကလောကလူတွေအများကြီးရှိတဲ့ထင်ပဲဘယ်လိုပုဂ္ဂိုလ်မျိုးဟာမျက်နှိုးဖို့ကောင်းတယ်ဘယ်လိုပုဂ္ဂိုလ်မျိုးဟာမျက်နှိုးစရာမကောင်းဘူးလဲဆိုတာကိုအတိအလင်းဖော်ပြတဲ့အနေနဲ့အမှတ်တရစကားကိုပြောခဲ့တာဖြစ်တယ်အဲ့ဒါလည်းသတိထားကြရမှာဖြစ်တယ်ပေါ့ရှင်သာရိပုတ္တရာမထေရမြတ်ကမာမေကရာစီပပိစ္ဆောရုပ်မာတဲ့စိတ်ဆန္ဒရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ဘယ်တော့မှမတွေ့ရစေနဲ့ဒါသူ့ရဲ့ဆန္ဒနော်ကိုရှုတောင်းရင်အဲ့ဒါလိုပဲရှုတောင်းအောင်ရုပ်မာတဲ့စိတ်ဆန္ဒရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ဘယ်တော့မှမဆုံးမရစေနဲ့ဒါဖြင့်ပါပိစ္ဆရုပ်မာတဲ့စိတ်ဆန္ဒရှိတဲ့ပုဂ္ဂိုလ်ဆိုတာဘာမမကန်တဲ့နီလန်းနဲ့ချီးမွမ်းခံခြင်းတဲ့ပုဂ္ဂိုလ်တွေထက်တန်းရောက်ခြင်းတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်မျိုးကိုပါပိစ္ဆလို့ခေါ်တယ်နော်ကိုယ်မှတကယ်အရေးချင်းမရှိဘဲနဲ့အထက်တန်းကိုတက်ခြင်းနဲ့အရေးချင်းရှိအောင်မလုပ်ဘဲနဲ့ဖြတ်တန်းကနေလုပ်တယ်အဲ့ဒီလိုပုဂ္ဂိုလ်တွေဟာမကန်နဲ့အောက်တန်းကျတဲ့စိတ်ဓာတ်တွေရှိတယ်လို့ဒီလိုဆိုလို့တော့အပြစ်ရှိလာပြန်တော့အပြစ်ကိုဖုံးကွယ်တယ်လူကောင်းလူတော်ဟောင်းဟန်ဆောင်တတ်တယ်အဲ့ဒါလို့ဟန်ဆောင်တတ်တဲ့ပုဂ္ဂိုလ်မျိုးတွေနဲ့ဘယ်တော့မှမဆုံတွေ့ပါရစေနဲ့ဒါသူလူကိုရွေးချယ်တယ်ပေါင်းသင်းဆက်ဆံမှုလူကိုရွေးချယ်တယ်အဲ့လိုရွေးချယ်ကုတိတော်ဟိနဝိရိယောတဲ့ကုတိတော်ဆိုတာပြင်းတဲ့ပုဂ္ဂိုလ်ပြင်းတယ်ဆိုတာဘယ်ကိစ္စမှာပြင်းတာလဲစဉ်းစားကြည့်
ဒီနေရာမှာဆိုလိုတဲ့ကုသီတဆိုတာဘာလို့ဆိုလောကီစီးပွားရေးလုပ်ဖို့ရပြင်းတာတို့အလုံးမလုံးချင်တဲ့အပြင်းတို့အဲ့ဒါမျိုးလည်းရှိတယ်နော်အဲ့ဒီအပြင်းကဘာဖြစ်လဲဆိုအလုံးမလုံးချင်ဘူးဆိုရင်ကြီးပွားတိုးတက်မှုမရတော့ဘူးပေါ့ဒီပုဂ္ဂိုလ်စာတရားမဲ့အချိန်စာမသိဘူးစာကြက်မှာပြင်းနေဆိုသူကအောင်မြင်ကြီးပွားမှုမရှိတော့အဲ့ပုဂ္ဂိုလ်မျိုးအလုံးမလုံးချင်မှုပြင်းနေဆိုတဲ့ပုဂ္ဂိုလ်တွေလည်းတိုးတက်မှုမရနိုင်တဲ့ပုဂ္ဂိုလ်တွေဒီနေရာမှာတော့တရားဓမ္မနဲ့ပတ်သက်လာလို့ရှိရင်ကိုယ့်ရင်ထဲမှာမကောင်းတဲ့အတွေးတွေရှိနေပါရဲ့တန်းနဲ့အဲ့ဒီမကောင်းတဲ့အတွေးတွေကိုလက်ခံကျင့်သုံးနေတဲ့ပုဂ္ဂိုလ်ဟာကုသီတပြင်းရည်သူလို့ဒီလိုခေါ်တယ်နော်မကောင်းတဲ့အတွေးတွေစိတ်ကူးရင်နေတဲ့မကောင်းတဲ့အကုသိုလ်နဲ့ပတ်သက်တဲ့လောဘနဲ့အတွေးဒေါသနဲ့အတွေးတွေကိုစိတ်ကူးရင်လက်ခံပြီးတော့ဒီအတွေးပေါ်မှာနေတဲ့ပုဂ္ဂိုလ်ကိုကုသီတလို့ခေါ်တယ်ပြင်းရည်သူဘယ်တော့မှအထက်တန်းရောက်လာမှာမဟုတ်ဘူးဒါကြောင့်မို့ကုသိတေနအာကာရိနသီရတိတိကုသီတော်ရုပ်ပြည့်စင်းပြည့်စုံစုံမြုပ်သွားတဲ့ပုဂ္ဂိုလ်ဂုဏ်သိက္ခာအပြင်မပေါ်တော့ဘူးပြင်းတဲ့ပုဂ္ဂိုလ်ဟာဘယ်တော့မှအထက်မရောက်လာဘူးလို့ဒီလိုဆိုလို့ပေါ့ကုသီတော်ဟိနဝိရိယောလုံလဝိရိယတွေရောနေတဲ့ပုဂ္ဂိုလ်လုံလဝိရိယဆိုတာဘာလို့ပြောရမယ်ဆိုလို့ရှိရင်လောကီစီးပွားရေးမှာလည်းလုံလဝိရိယဆိုတာလိုအပ်တယ်တရားဓမ္မနဲ့ပတ်သက်လာလို့ရှိရင်လည်းခုနကမကောင်းတဲ့စိတ်တွေကိုတွန်းလှန်ဖယ်ရှားဖို့ကြိုးစားရမယ်ကောင်းတဲ့စိတ်တွေမွေးမြူဖို့တိုးတက်ဖို့ကြိုးစားရမယ်အဲ့ဒီကြိုးစားမှုနှစ်ပြတ်ရှိကိုရှိရမယ်နော်ကိုယ့်ရင်ထဲမှာမကောင်းတဲ့စိတ်တွေရှိတာကိုမဖယ်ရှားပဲကောင်းတဲ့စိတ်တွေမရှိတာကိုရအောင်မကြိုးစားပဲနေရင်ဟိနဝိရိယလို့ခေါ်တယ်ဟိနဝိရိယလို့ခေါ်တယ်အဲ့ဒါမျိုးမဖြစ်အောင်ကိုယ်မှသီလမရှိသေးရင်သီလရှိအောင်ကြိုးစားသီလတွေပြင့်ပြည့်နေတယ်ဆိုရင်နောက်ထပ်အကျင့်မပြတ်အောင်ဖယ်ရှားဖို့ကြိုးစားအကုသိုလ်တွေကိုဖယ်ရှားဖို့ကြိုးစားရမယ်အဲ့ဒီလိုမကြိုးစားဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာလောကမှာလူတော်လူကောင်းဖြစ်လာဖို့မရှိဘူးမကောင်းတာတွေကိုဖယ်ရှားဖို့ကြိုးစားခြင်းကောင်းတဲ့အရာတွေကိုယ်တဏ္ဍမှာဖြစ်ပေါ်လာအောင်ကြိုးစားခြင်းဆိုတဲ့ဒီကြိုးစားမှုနှစ်ရပ်ဟာအရေးကြီးဆုံးပဲတနည်းအားဖြင့်ခွဲလို့ရှိရင်ကြိုးစားမှု၄မျိုးဆိုတဲ့သမဗ္ဗတံတရား၄ပါးလို့ခေါ်တယ်မဖြစ်သေးတဲ့အကုသိုလ်တရားတွေမဖြစ်ရအောင်ဖြစ်ပြီးသားအကုသိုလ်တရားတွေကိုဖယ်ရှားပစ်ဖို့ကြိုးစားရမယ်မကောင်းတာနဲ့ပတ်သက်ပြီးနှစ်ခုဥပမာလူတယောက်ဟာစိတ်တူတတ်တယ်စိတ်ခဏခဏဆိုးတတ်တယ်ဆိုစိတ်ဆိုးတာအကုသိုလ်ပဲလေအဲဒီစိတ်တူတတ်တဲ့စိတ်ဆိုးတတ်တယ်ဆိုတာကိုမဖြစ်အောင်ထိမ့်သိမ်းဆောင်ရှောက်ထိမ့်သိမ်းဆောင်ရှောက်ရတဲ့နဲ့စိတ်ဆိုးမှုပေါ်လာလို့ရှိရင်လေဒီထဲမှာကြာရှည်မခံအောင်တွန်းလှန်ဖျက်ရှားအဲ့ဒါမှဝိရိယရှိတယ်လို့ခေါ်နောက်တစ်ခါမေတ္တာခေါင်းမာတယ်မေတ္တာခေါင်းမာနေတယ်ဆိုရင်မေတ္တာတရားကိုယ့်ရင်ထဲမှာတည်ဆောက်ဖို့ကြိုးစားတည်ဆောက်ပြီးလို့ရှိရင်လည်းတိုးတက်များပြားပြီးအရှိန်အဝါကြီးမားလာအောင်ကြိုးစားဒီလိုဆိုလို့ပေါ့ကောင်းတဲ့ဟာကိုတည်ဆောက်ရမယ်ရလာပြီးရင်တိုးတက်အောင်လုပ်ရမယ်အဲ့ဒါကိုသမဗ္ဗတံတရား၄ပါးလို့ခေါ်တယ်ကိုယ်မှသီလမရှိသေးရင်ရှိအောင်လုပ်ရမယ်ရှိပြီးရင်ပူပြီးတော့မျက်မျက်နှိုးနှိုးနဲ့ထိမ့်သိမ်းဆောက်ရှောက်အောင်ကြိုးစားရမယ်အဲ့ဒါမှလူဘဝမြင့်တက်လာမှာဖြစ်တယ်ဒီလိုဆိုလို့တယ်အဲ့တော့ရှင်သာရိပုတ္တရာမထေရကကြည့်တယ်ပြင်းရည်တဲ့ပုဂ္ဂိုလ်လုံလဝိရိယမရှိတဲ့ပုဂ္ဂိုလ်မျိုးနဲ့ဘယ်တော့မှမဆုံတွေ့ခြင်းဘူးတဲ့ဘယ်တော့မှလည်းတိုးတက်မဲ့ပုဂ္ဂိုလ်မဟုတ်ဘူးလေဒီလိုပုဂ္ဂိုလ်မျိုးတွေနော်မဆုံတွေ့ခြင်းဘူးတဲ့အပတ္တုတောအနာရထောကေနလောကသမိန်ကိဉ္တိယတချို့ကသင်ယူရမှလေ့လာရမှအဗဓမ္မပြင်းတယ်မသင်ယူခြင်းဘူးကြာဘူးနာဝဘောဓုတ္တအလွန်နဲတယ်ဘောဓုတ္တမရှိဘူးဘုရားဘာသာဝင်ဖြစ်လာတယ်ဖះဘာကြောင့်ကိုးကွယ်ရတယ်နော်ဒုသနာမှာဘယ်လိုရှိရမလဲသီလဘာကြောင့်စောင့်သိနေဒါနကုသိုလ်ဆိုဘာကြောင့်လုပ်ရတယ်ဆိုတဲ့ကြာဘူးနာဝကစပြီးတော့သင်ကြားထားတာဘာတစ်ခုမှမရှိသူများတွေသင်ကြတယ်အဘိဓမ္မာ
ကိုယ်ကဘာမှမသိဘူးသင်ခြင်းနဲ့စိတ်လည်းမရှိဘူးဆိုရင်ဒါမဟုတ်သေးဘူးနော်အပ္ပတုတ္တအဘိဓမ္မာတွေသင်ကြတယ်ဝိသုဒ္ဓိမက်တွေသင်ကြတယ်ဘုရားဟောတဲ့တရားဓမ္မတွေနဲ့သင်ကြားဖတ်ယူနာယူမှုဖတ်ရှုမှုဆိုတဲ့သင်ကြားမှုတွေတခုမှမရှိဘူးဆိုရင်သူဟာဘာတစ်ခုမှသိမှာမဟုတ်ဘူးပေါ့လောကီနဲ့ပတ်သက်ပြီးတော့လည်းသင်ကြားမှုမရှိဘူးဆိုရင်ကြီးပွားတိုးတက်မှုကဘာအသိဉာဏ်မှရှိမှာမဟုတ်ဘူးအဲ့ဒါလိုအပ္ပတုတ္တဘောဓုတ္တနေပြီးတော့သင်ကြားမှုအားနည်းတဲ့ပုဂ္ဂိုလ်မျိုးတွေနဲ့လည်းမဆုံးရင်ဘူးအနာတတော်လူဆိုတာပတ်ဝန်းကျင်ကိုယ့်ကိုယ်ပဲလေးစားရမယ်ကိုယ်ပတ်ဝန်းကျင်ကိုလည်းလေးစားရတယ်ပုဂ္ဂိုလ်လည်းမလေးစားဘူးတရားလည်းမလေးစားဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာလောကမှာကြီးပွားမဲ့ပုဂ္ဂိုလ်မဟုတ်ဘူးတဲ့လေးစားမှုခင်းတဲ့ပုဂ္ဂိုလ်မျိုးနဲ့လည်းဘယ်တော့မှမတွေ့ချင်ဘူးဘာကြောင့်လို့ဆိုရင်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးနဲ့တွေ့လို့ဘယ်လိုလုပ်ပြီးတော့လောကမှာဘာကြောင့်ဘာအကျိုးရအောင်မှာတော့ဘာမှမရဘူးနော်ကေနလောကသမိန်ဂိန်တိယအဲ့ဒီပုဂ္ဂိုလ်တွေမှာတိုးတက်เสียလမ်းဆိုလို့တခုမှမရှိဘူးဘာမှဖြစ်လာမှာမဟုတ်သည့်အတွက်ကြောင့်သူတို့နဲ့ဆုံတွေ့ရခြင်းဟာအလကားပဲတန်ဖိုးထားတတ်ပုံကိုကြည့်ရမယ်နော်ကိုယ်နဲ့ဆုံတဲ့ပုဂ္ဂိုလ်ဟာဘောဓုတ္တရှိတဲ့ပုဂ္ဂိုလ်ဆိုရင်သူ့ဆရာဘောဓုတ္တစကားတွေမကြားနိုင်ရပေဘူးလားကြားနိုင်သူစ조사ခဲ့ပုံတွေကိုသိရတဲ့အခါကိုယ်လည်းစ조사ခြင်းစိတ်ဖြစ်လာသူစိတ်ကောင်းနှလုံးကောင်းရှိတယ်ဆိုရင်ကိုယ်လည်းစိတ်ကောင်းနှလုံးကောင်းမွေးလာဖို့အနေထားမျိုးရှိအဲ့ဒီလိုမှမဟုတ်ဘဲနဲ့စိတ်ကောင်းနှလုံးကောင်းမရှိစ조사အထောက်မှုမရှိဘောဓုတ္တမရှိတဲ့ပုဂ္ဂိုလ်နဲ့နေလို့ကတော့လောကကြီးမှာဘာမှဖြစ်လာမှာမဟုတ်ဘူးတဲ့ဒါကြောင့်မို့အဲ့ဒီပုဂ္ဂိုလ်တွေနဲ့မဆုံစည်းချင်ဘူးဘုန်းကြီးတို့တွေလည်းအဲ့ဒီလိုဆန္ဒထားရမှာဖြစ်တယ်ပေါ့နော်ဒါဖြင့်ဘယ်လိုပုဂ္ဂိုလ်မျိုးကိုသူကဆုံစည်းချင်တာတော့ဆိုပဟုတ်တုတောစမေဓဝီတိလေတုသုတမဟိတောစေတောသမထမနုယုတ်တောအပိမုဒ္ဒနိတိဋ္ဌတုသူတော်ကောင်းတွေကြတော့ဘလောက်ထီအောင်စိတ်ထဲမှာမျက်မျက်နှုံနှုံရှိတော့သူရှင်သာရိပုတ္တရာကပြောလိုက်တာဘဟုတ်တုတလောကီဘဟုတ်တုတပဲဖြစ်စေဓမ္မရေးရာဘဟုတ်တုတပဲဖြစ်စေအသိပညာကြွယ်ဝတဲ့ပုဂ္ဂိုလ်မျိုးဆိုရင်တဲ့ခေါင်းပေါ်တင်ထားခြင်းပါတယ်အဲ့လိုအပိမုဒ္ဒနိတိဋ္ဌတုသူ့ခေါင်းပေါ်မှာရှိနေပါစေအဲ့တော့အသိပညာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေကသူ့ခေါင်းပေါ်မှာရှိနေပါစေအပိမုဒ္ဒနိတိဋ္ဌတုခေါင်းပေါ်တင်ထားခြင်းပါတယ်မေဓာဝီစဉ်းစားတတ်တယ်စဉ်းစဉ်းစားစားရှိတယ်ဘယ်ရာပဲဖြစ်ဖြစ်အရန်လုံးလေးမရှိဘူးအသိပညာထက်မြက်တယ်အဲ့ဒီပုဂ္ဂိုလ်မျိုးတွေကိုခေါင်းပေါ်တင်ထားခြင်းပါတယ်တိလေတုသုတမဟိတောကိုချင်းတရားကိုအခိုင်အမာကိုချင်းသီလပေါ်မှာအခိုင်အမာရှိတဲ့ပုဂ္ဂိုလ်၅ပါးသီလဆိုရင်၅ပါးသီလမချိုးဖောက်ပဲနဲ့မျက်မျက်နှုံနှုံထိမ့်သိမ်းဆောက်ရှောက်တဲ့ပုဂ္ဂိုလ်မျိုးနော်၈ပါးဆိုရင်၈ပါးသီလထိမ့်သိမ်းဆောက်ရှောက်တဲ့ပုဂ္ဂိုလ်မျိုးကိုဆောက်ရှောက်မဲ့ကိုချင်းတရားတွေပေါ်မှာလေးမြတ်တဲ့ပုဂ္ဂိုလ်မျိုးတွေဆိုရင်သူ့ခေါင်းပေါ်ပဲတင်ထားပါရစေမျက်နှိုးတယ်စေတောသမထမနုယုတ်တော်စိတ်အလုပ်ဘာဝနာကမ္မထာအလုပ်တစ်ခုလုပ်မလုပ်လို့ရှိရင်လောကမှာဒုက္ခနဲ့ကြုံလာလို့ရှိရင်ထွက်ပေါက်မရဒုက္ခနဲ့ကြုံလာရင်လည်းထွက်ပေါက်မရစိတ်ဆွမ်းအားတွေကိုရအောင်ဘာဝနာဆိုတဲ့အလုပ်ကိုလုပ်ဘာဝနာဆိုတာဘာပြောတာတော့ဆိုတတိအားနေနေလို့ရင်ကိုယ့်ရင်ထဲမှာတတိဖြစ်အောင်လုပ်တာတမာတိအားနေနေရင်တမာတိကိုလေ့ကျင့်ထူထောင်ပညာအားနေနေရင်ပညာကိုလေ့ကျင့်သိတယ်အားကစားသမားတွေဟာမလေ့ကျင့်ရဘူးလားအပြေးသမားတွေဆိုရင်အမြဲတမ်းလေ့ကျင့်ရတယ်ဘောသမားတွေဆိုရင်လည်းအမြဲတမ်းလေ့ကျင့်နေရတယ်အောင်လိုက်အင်ဆန်းတို့လိုဖိုက်တာတွေဆိုလည်းပဲအမြဲလေ့ကျင့်နေရတာလေမလေ့ကျင့်ပဲသွားထိုးလဲတော့မှာပေါ့ဆိုလိုတာကစိတ်ဓာတ်ရေးရလည်းပဲအဲ့ဒါလိုပဲလေ့ကျင့်ရတယ်လို့ဆိုလိုတယ်နော်လေ့ကျင့်ရမယ်အဲ့ဒါလိုလေ့ကျင့်တဲ့ပုဂ္ဂိုလ်မှသာလေသူကဒီထူးခြားတဲ့ပုဂ္ဂိုလ်ဒါမို့စေတောသမထမနုယုတ်တော်စိတ်ရဲ့ငြိမ်ချမ်းမှုတွေစိတ်ရဲ့တည်ငြိမ်မှုတွေအတွက်သမထကျင့်စဉ်ဝိပဿနာကျင့်စဉ်အဲ့ဒီအသိပညာနဲ့တမာတိတိုးတက်ရတိုးတက်ကြောင်းတွေကိုလေ့ကျင့်ရ
အခုခေတ်မှာဘုရားဘာသာမဟုတ်တဲ့ပုဂ္ဂိုလ်တွေကမြတ်စွာဘုရားရဲ့ဆုံးမတွေကိုလက်တွေ့အသုံးချနေကြတယ်ကြားမှုကြလိမ့်မယ်သတင်းစာတဲ့တို့ Facebook တဲ့တို့ဖော်ပြနေတာအင်္ဂလန်မှာလန်ဒန်မြို့မှာကျောင်းပေါင်းဘုရားတန်းကျောင်းပေါင်း80လောက်က mindfulness လေ့ကျင့်ခန်းကိုမလုပ်မနေရဆိုပြဋ္ဌာန်းထားတတိပဋ္ဌာန်လေ့ကျင့်ခန်းပဲ mindfulness နော်အဲ့တော့ဈေးတွေလည်းဈေးမသွားခင်မနေ့ကနိုင်ဝဲလောက် mindfulness လေးလုပ်ထွက်လေဝင်လေးမှတ်အုံနောက်ကြည့်ပြီးတော့ဈေးရောက်လို့ကောင်းတော့ဈေးရောက်လို့ကောင်းတော့ရုံသွားမဲ့လူတွေလည်းနိုင်ဝဲလောက်ရုံမသွားခင်အိမ်မှာမနေ့အေးရထားပြီးတော့ထွက်လေဝင်လေးမှတ်သွားနိုင်ဝဲလောက်ထိုင်ပြီးခေါင်းတွေကြီးရုံကြတော့အလုပ်တွေအဆင်ပြေကုမ္ပဏီအလုပ်တွေသွားမယ်ဆိုတဲ့ပုဂ္ဂိုလ်တွေလည်းအဲ့လိုကျောင်းဆရာဆရာမတွေဆိုလည်းပဲကျောင်းမသွားခင် mindfulness လေးလေ့ကျင့်သွားကျောင်းသားတွေကလည်းပဲထို့တူပဲနော်စာကြည့်ရင်ပို့ပြီးတော့အသိဉာဏ်လေးရလာအောင်လို့ဆိုပြီးတော့မနေ့အိယာဒဖြစ်စေညအိယာဝင်ပဲဖြစ်စေထွက်လေဝင်လေးမှတ်သွားပြီး mindfulness လေ့ကျင့်ခန်းလုပ်သွားလူတန်းစားအသီးသီးဟာအဲ့ဒါလို့လုပ်သွားမယ်ဆိုရင်အုံနောက်ထဲမှာလေသန်းနေဝင်ပြီးတော့အုံနောက်ကရှင်းသွားမှာဖြစ်တယ်။ခေါင်းရှုပ်တယ်ဆိုတာမရှိတော့နော်။ခေါင်းနဲ့ရှုပ်နေလို့ရှိရင်စီပင်ခေါ်ပြီးတော့ရှင်းလို့လည်းရတာမဟုတ်ဘူး။အဲ့တော့ကိုယ်ကောင်ကအမိုက်ပုံကြီးဖြစ်ခြင်းဖြစ်နေတတ်တယ်။အမိုက်တွေမထဲအောင်တတိထားပြီးတော့ mindfulness လေ့ကျင့်ခန်းနဲ့ရှင်း။ဒါအထိတဲ့လက်တွေ့ကြတဲ့တရားမရှိ။တကယ်လုပ်ကြည့်။တကယ်လုပ်ကြည့်လို့ရှိရင်တကယ်အကျိုးရှိလာမှာဖြစ်တယ်နော်။ဘုရားဘာသာမဟုတ်တဲ့ပုဂ္ဂိုလ်တွေတောင်မှပဲဒါကိုအကျိုးရှိတယ်ဆိုတာသိလို့ mindfulness လေ့ကျင့်ခန်းကိုမသိမနေရအကြောင်းတိုင်းမှာလောက်ခိုင်းနေပြီကိုကနော်အဲ့တော့မြန်မာပြည်ကလူတွေကရိတ်တာသွားမှလောက်ရတယ်လို့စိတ်ကထင်းနေမဟုတ်ဘူးအိမ်မှာပဲလောက်ရကိုယ်အိမ်မှာကိုယ်ဘုရားရှိခိုးရင်ဒီကလူတွေကတော့လောက်တော့လောက်ပါတယ်ဘာတွေတော့ဆိုအယွတ်တွေတော့လောက်ပဋ္ဌာန်းကျမ်းကြီးဖတ်မလားဖတ်တယ်သိလားဆိုတလုံးမှလည်းမသိဘူးတလုံးကလည်းမသိဘဲနဲ့ဖတ်နေတကယ်ကတော့ဘာပဲလှုပ်သိနဲ့တမိုးရှိလှုပ်တဲ့ပေါ့နော်အဲ့ဒါဖတ်တာကုသိုလ်ရတယ်ဆိုတဲ့အသိလေးရတော့ရှိမှာပေါ့လေကုသိုလ်ရဖို့တဲ့တောင်မှစီးပွားတက်ဖို့ဖတ်တယ်လားတော့မသိပါဘူးစီးပွားတက်ခြင်းလို့ဖတ်တယ်စီးပွားတက်ခြင်းကတော့အလုပ်ကြိုးစားလုပ်မှစီးပွားတက်မှာပေါ့ပဋ္ဌာန်းဖတ်ရုံနဲ့စီးပွားတက်တယ်ဆိုတော့ဘယ်လိုဖြစ်မှာလဲအမေရိကန်လူတွေတယောက်မှပဋ္ဌာန်းမဖတ်ဘူးတထေးတွေဖြစ်နေကြတယ်ချမ်းသာတဲ့နိုင်ငံလူတွေကပဋ္ဌာန်းဖတ်လို့ချမ်းသာတာမှမဟုတ်တာနော်မဖတ်ရဘူးလို့ပြောတာမဟုတ်ဘူးတလွဲလေအဓိပ္ပာယ်မကောင်းနဲ့စီးပွားတက်ခြင်းလို့ဖတ်ရင်ကတော့ဒါမှားနေဘုရားကိုကြည်ညိုလို့တရားကိုကြည်ညိုလို့ဖတ်ရတယ်ပူဇော်တဲ့အနေနဲ့ဖတ်တယ်အဲ့ဒါဆိုရင်ရတယ်စီးပွားတက်ခြင်းလို့ဆိုရင်တော့မဖတ်နဲ့ဈေးသာသွားအဲ့ဒီလိုတလွဲကိုလုံနေတာမျိုးကတော့မလုံသင့်ဘူးပေါ့တလွဲကိုမလုံသင့်ဘူးသူ့ဟာနဲ့သူအញ្ញဖြစ်ရတောက်ဆေးကိုလိမ့်ဆေးလုပ်ပြီးမလိမ့်နဲ့လိမ့်ဆေးကိုလည်းတောက်ဆေးမလုပ်နဲ့သူ့ဆေးဟာသူ့ဟာနဲ့သူလိမ့်ဆေးကိုလိမ့်တောက်ဆေးကိုတောက်ဒါမှယောဂဆိုတာပြောင်းမှဖြစ်တယ်နော်အဲ့တော့အခုပေးထားတဲ့နိလန်းတွေဟာတကယ်စနစ်ကျတဲ့နိလန်းတွေစေတောသမထမနုယုတ်တော်ကိုယ်စိတ်လေးတည်ငြိမ်မှုအတွက်အသိဉာဏ်လေးတိုးပွားမှုအတွက် mindfulness လေ့ကျင့်ခန်းကနေစပြီးတော့နောက်ဆုံးနိဗ္ဗာန်ထိအောင်တက်လှမ်းနိုင်တဲ့အသိပညာတွေရအောင်ကြိုးစားအထောက်တဲ့ပုဂ္ဂိုလ်တွေဟာသူ့ခေါင်းပေါ်မှာရှိပါစေအဲ့တော့ဘယ်ပုဂ္ဂိုလ်မျိုးကတန်ဖိုးထားရမယ်ဘယ်ပုဂ္ဂိုလ်မျိုးကိုတန်ဖိုးမထားရဘူးဆိုတာရှင်သာရိပုတ္တရာမထေရကအခုလိုရှင်းလေးဒီအသိပညာပေးသွားတာပဲဖြစ်တယ်ဘဝမှာတိုးတက်ဖို့ရအတွက်ကဒီပေါင်းတဲ့ဆက်ဆံမှုကနံပါတ်1အရေးကြီးတယ်နံပါတ်1အရေးကြီးဒါဖို့မင်္ဂလာတရားနဲ့ပတ်သက်လာတဲ့အခါမှာဆိုရင်နော်အသိပညာမရှိတဲ့ပုဂ္ဂိုလ်နဲ့ပေါင်းပြီးတော့အလုံးလုံးပဲဆိုရင်အသိပညာမရှိတဲ့ပုဂ္ဂိုလ်လုံးသမျှဟာလွယ်ချော်တွေဖြစ်ပြီးတော့ကိုယ်လုပ်ငန်းတွေပျက်စီးကုန်ဒါကြောင့်မို့အသေဝနာစပါဠနံဆိုတာအဲ့ဒါပြောတာ
သူစီကအကြံဉာဏ်ယူပြီးလုပ်ရင်အကုန်လွဲချော်မှာပဲလေပဏိတန်နေသသေဝနာတကယ်အသိပညာရှိတဲ့ပုဂ္ဂိုလ်နဲ့ပေါင်းသင်းဆက်ဆံပြီးတော့အလုပ်လုပ်အောင်မှာအလုပ်လုပ်မှပဲအောင်မြင်ကြီးပွားနိုင်ဒါကြောင့်မို့နိုင်ငံတိုင်းဟာစီးပွားရေးအကြံပေးတွေဆိုတာလုပ်ရတယ်လေတတိလိမ္မာတဲ့ပုဂ္ဂိုလ်တွေရဲ့အကြံဉာဏ်ကိုယူပြီးတော့လုပ်မှလောကမှာအောင်မြင်ကြီးပွားနိုင်တာဖြစ်တယ်အဲ့ဒါကိုတတိထားပြီးတော့အသေဝနာစဘာလနာပဏိတန်နေစသေဝနာမင်္ဂလာတရားရဲ့အရေးပါပုံကိုတတိထားဖို့လိုအပ်တယ်ပေါ့ရှင်သာရိပုတ္တရာမထေရမြတ်ကအဲ့ဒါနှစ်ခုကိုနှိုင်းယှဉ်တဲ့အနေနဲ့လောကမှာအသုံးမကျတဲ့ပုဂ္ဂိုလ်မျိုးတွေစိတ်ကောင်းမရှိတဲ့ပုဂ္ဂိုလ်မျိုးတွေနဲ့ဘယ်တော့မှမဆုံမရစေနဲ့စိတ်ကောင်းရှိပြီးတတိလိမ္မာတဲ့ဘဝတုတ္တရှင်တွေဟာသူ့ခေါင်းပေါ်တင်ထားခြင်းတင်ထားပါရစေအဲ့ဒီပုဂ္ဂိုလ်တွေနဲ့ပဲအများအားဆုံစည်းခြင်းတယ်လို့ဟောတယ်လို့အမှတ်တရစကားဘဝမှာနေစဉ်နေထိုင်တဲ့အခါမှာစိတ်ခံစားချက်တွေနဲ့ပတ်သက်ပြီးတော့ထွက်ပေါက်လေးတွေကိုဒီလံပေးပြီးပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်ပြီးပေါင်းသင်းပေါင်းထိုက်တဲ့ပုဂ္ဂိုလ်တွေကိုရှင်သာရိပုတ္တရာမထေရမြတ်ကတိတိလင်းလင်းသူ့ရဲ့အမှတ်တရစကားထဲမှာမိတ်ဆိုခဲ့တာဟာမိမိတို့အားလုံးတရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့အတွက်ဘဝမှာတန်မိုးရှိတဲ့ခိုင်လိုင်းတွေဖြစ်ပြီးကိုယ့်ဘဝကြီးပွားတိုးတက်အောင်ဒီအဆုံးအမတရားတော်တွေကိုကိုယ်တိုင်လိုက်နာကြရမှာဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ရှင်သာရိပုတ္တရာမထေရမြတ်ရဲ့အမှတ်တရစကားများဟာတို့ဘဝအတွက်ကြီးပွားတိုးတက်နိုင်တဲ့အရာတွေဖြစ်လို့တို့တွေဟာလိုက်နာကျင့်သုံးကြရမှာဖြစ်တယ်လို့ကိုယ်စီတတိမကွာကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း